အားလုံးပဲမင်္ဂလာပါတွေ့ရတာပထမီး channel မှာကြိုဆိုလိုက်ပါ2026 8ကျင်းအတွက်အဓိကကပ်ပင်လေးတွေ့ထားလို့ပေါ့ဗျာကိုနောက်ပိတ်ပရိတ်ခွန်နဲ့ကိုနောက်ပိတ်ပရိတ်တစ်နှစ်ဆိုင်တွေ့ထားလို့ပေါ့ကပ်ပင်ကလေးနဲ့အဲ့ဒါလေးရှားပြပေးတာပေါ့ဗျာဟုတ်ပြီသူက2022ကစပြီးလောက်လုပ်တာ2022ခုနှစ်မှာသူဘာလုပ်လဲဆိုတော့ရှေ့ပေါင်း30လို့လုပ်တယ်ရှေ့ပေါင်း30ရဲ့အဆောင်မှာရှေ့ပေါင်း9ရဲ့အဆောင်မှာရှေ့ပေါင်း8ရှေ့ပေါင်း8ရဲ့အဆောင်မှာရှေ့ပေါင်း9ရှေ့ပေါင်း30ရှေ့ပေါင်း9ရှေ့ပေါင်း8ရှေ့ပေါင်း9 3998ခွန်ဆိုပြီးသူလောက်တာတယ်အဲ့ဒီ3998ခွန်ကိုသူကခွန်ရှိ9 3ညလို့လည်းပြန်ဖြီထားသေးတယ်ပေါ့အဲ့ဒီရှေ့ပေါင်း3ညကိုရှေ့ပေါင်း9ရှေ့ပေါင်း8ကိုရှေ့ပေါင်း9 3998ခုဆိုပြီးတော့ခွန်ရှိ9 3ညဆိုပြောင်းပြန်ပြီးတော့ဖြီထားတယ်ပေါ့လို့ဖြီလဲဆိုတော့ဒီမှာနောက်ပေါင်း9နဲ့စောင်းနှလုံး8နဲ့ခွန်တွေ့ပြီမှာနောက်ပေါင်း30နဲ့စောင်းနှလုံး8နဲ့8ခွန်8တွေ့ပြီမှာနောက်ပေါင်း9နဲ့စောင်းနှလုံး2နဲ့9ခွန်8 9သူ့ရဲ့စောင်းမှာနောက်နှလုံး8နဲ့စောင်းနှလုံး2နဲ့3ညခွန်8 9 3ညဆိုပြီးတော့မှ၄ကပ်ပြန်ပြီးထားတယ်ပေါ့ပထမစပြီးတရား3ည9 8ခွန်လို့စပြီးတည်အဲ့ဒါကိုဒီနှလုံး9နဲ့ဒီနှလုံး8နဲ့ခွန်ဒီနှလုံး30နဲ့ဒီနှလုံး8နဲ့8ခွန်8ဒီနှလုံးခွန်နဲ့ဒီနှလုံး2နဲ့9ခွန်8 9နောက်နှလုံး8နဲ့စောင်းနှလုံး2နဲ့10ခွန်8 9 10ဆိုပြီးသူပြန်ဖြီထားတယ်ပေါ့အဲ့လိုမျိုးသူအောက်မှာလည်းလောထားရရှိသေးတယ်ပေါ့မိနစ်က23ချိန်ဒီသူလောထားတယ်ပေါ့အဲ့ဒီ3998ခွန်ကိုပဲသူက9ခါနဲ့ပရိ9နဲ့ကို3ည9ခါနဲ့ပရိ3ညနဲ့ကို9 3ည9ခါနဲ့ပရိ9နဲ့ကို8 3ည9 8 9ခါနဲ့ပရိ2နဲ့ကိုခွန်3ည9 8ခွန်ဆိုပြီးတော့လေမနေ့ကဖြီသွားသေးတယ်ပေါ့ဟုတ်ပြီအဲ့ဒီ3ည9 8ခွန်ဇလန်ကအခု2026ခုနှစ်ရဲ့8ချိန်မှာထပ်ပြီးလုံးနိုင်သေးလားပေါ့ဟုတ်ပြီသူစပီးကြည့်ကြည့်အောင်ကျွန်တော်တို့ရှေ့ပေါင်း3ညရှေ့ပေါင်း9ရှေ့ပေါင်း8ရှေ့ပေါင်း90ပြည်လံကိုခွန်ရှိကို3ညလို့ပြန်ဖြီတော့ဒီနှလုံးကိုနောက်စောင်းနှလုံး8ခွန်အဲ့လိုမျိုးခွန်လို့ဖြီလိုက်တဲ့အခါမှာခွန်ရဲ့ပါဝါနှစ်ကိုသူက3ညထိန်းနဲ့သူ့စောင်းတပင်ကျော်ကနှစ်နောက်ပိန်တော့နှစ်လို့ပြန်ဖြီထားရပေါ့နောက်ပိန်နှလုံးကိုနဲ့စောင်းနှလုံး8နဲ့ခွန်ရဲ့ပါဝါနှစ်3ညထိန်းနဲ့နှစ်နောက်ပိန်နဲ့နှစ်လို့ပြန်ဖြီထားရပေါ့ဟုတ်ပြီအဲ့ဒါသူ့ရဲ့စောင်းတက်ရင်နောက်နှလုံး30နဲ့စောင်းနှလုံး8နဲ့8ဒီက8ရဲ့ပါဝါ3ဆိုရင်3ညထိန်းနဲ့သူ့စောင်းတပင်က3နောက်ပိန်နဲ့ကို8ရဲ့ပါဝါ3လို့ပြန်ဖြီထားရပေါ့ဒါပြီးသူကနောက်အစောင်းတစ်ခုထပ်တက်ရင်နောက်ပိတ်နှလုံးခွန်စောင်းနှလုံး2နဲ့9ရဲ့ပါဝါ4ဆိုရင်9ထိန်းနဲ့9နောက်ပိတ်နဲ့လည်း4လို့ပြန်ပြီးကြတယ်အဲ့ဒါကျွန်တော်ဒီရောက်ကရောက်ပြီသူ့စောင်းတက်လိုက်ရင်နောက်ပိတ်နှလုံး8နဲ့စောင်းနှလုံး2နဲ့3ညအဲ့ဒီ3ညကို3ညပါဝါ9လို့ပြီးမှဆိုဒီမှာ6ထိပ်ရှိတယ်6ထိပ်ကျွန်တော်အခုရောက်က8ချိန်မှာ9ဖြစ်ဖို့ဆို9နောက်ပိတ်ထဲမှာရမယ်ပေါ့နောက်ပိတ်နှလုံး8စောင်းနှလုံး2 3ည3ညပါဝါ9လို့ပြီးမှဆိုရင်6ထိပ်ရှိတယ်ကျွန်တော်တို့ဒီခွင့်မှာ9နောက်ပိတ်နဲ့မှ9လို့ဖြစ်မယ်ပေါ့ဗျာအဲ့မှာ9နောက်ပိတ်ရတယ်ပေါ့9နောက်ပိတ်ရပြီဆိုတော့9နောက်ပိတ်ပါတဲ့ကဏ္ဍနဲ့လိုက်ပြီးရှာတော့ကျွန်တော်ပရိတ် site တစ်ခုထပ်ပြီးသွားတွေ့တယ်ပရိတ် site ကဘယ်လိုလဲဆိုတော့ဒီနှလုံး9စောင်းနှလုံး8ခွန်ရပါပါ2 3ညထိန်းနဲ့2နောက်ပိတ်နဲ့2လို့ဖြစ်အဲ့လိုမျိုး2လို့ဖြစ်လိုက်တဲ့အခါမှာအဲ့ဒီ2နောက်ပိတ်ကြားရဲ့ပရိတ်ခွန်နဲ့ဒီပင်ကျော်ကပရိတ်9နဲ့ပရိတ်9ပရိတ်ခွန်2လို့ပြန်လုပ်ထားတယ်ပေါ့ဗျာဟုတ်ပြီနောက်တစ်ခုနောက်ပိတ်နှလုံး30စောင်းနှလုံး8နဲ့8ရဲ့ပါဝါ3ရဲ့ပါဝါ3ညထိန်းနဲ့3နောက်ပိတ်နဲ့3လို့ဖြစ်တဲ့အခါမှာလဲအဲ3နောက်ပိတ်ဝင်တဲ့ break ခွန်နဲ့ဒီပင်ကျော်က break 6နေကို3လို့သူပြန်ပြီးဖြစ်ထားတယ်ပေါ့နောက်တစ်ချိန်စစ်သွားလိုက်တော့နောက်ပိတ်နှလုံးခွန်စောင်းနှလုံး2နဲ့9ရဲ့ပါဝါ4 9ထိန်းနဲ့9နောက်ပိတ်နဲ့4အဲ့ဒါဆိုရင်အဲ့ဒီ4ကို9နောက်ပိတ်ကြားရဲ့ break 2နဲ့ဒီပင်ကျော်က break 2နဲ့ကိုလဲသူ4လို့ပြန်ပြီးလုပ်ထားတယ်ပေါ့အဲ့ကျွန်တော်တို့ဒီရောက်ကရောက်ပြီနောက်ပိတ်နှလုံး8စောင်းနှလုံး2နဲ့3ညပါဝါ9 6ထိန်းနဲ့9နောက်ပိတ်နဲ့9အဲ့ဒီ9ကိုရှင်းနေတဲ့အတိုင်းကျွန်တော်9လို့ပြန်ဖြီမယ်ဆိုရင်ဒီပရိနှစ်ခုကို9လို့ပြန်ဖြီမှာဆိုရင်9နောက်ပိတ်ရတဲ့ပရိနဲ့ဒီပင်ကျော်ပရိနဲ့9လို့ဖြီရမယ်ပေါ့ဒီပင်ကျော်မှာပရိရှိရတဲ့တိတိကျဆိုတော့ပရိရှိကို9ဖြစ်ဖို့ကျွန်တော်ဒီမှာပရိခွန်ဝင်မှရမယ်ပေါ့အဲ့တော့ကျွန်တော်တို့9နောက်ပိတ်နဲ့ခွန်ပရိပေါ့ဗျာ9နောက်ပိတ်နဲ့ပရိခွန်ရတယ်ပေါ့အဲ့ရပထမဆိုင်ဟုတ်ပြီအဲ့ဒီ9နောက်ပိတ်ကငြိမ်လာပေါ့9နောက်ပိတ်ကိုနောက်တစ်ချက်
ထပ်ပြီးသူရှုပ်ကွက်လင်းပါသေးတယ်ပေါ့ကျွန်တော်ဒီမှာနှစ်နောက်ပိတ်ထည့်လိုက်တော့နောက်နှလုံးကိုစောင်းလုံးရှိခွန်ရပါဝါနှစ်တုံညာထိန်နဲ့နှစ်နောက်ပိတ်နဲ့နှစ်အဲ့ဒီကိုပရင်းတစ်ခုကိုလည်းလမ်းပြီးနှစ်အဲ့လိုမျိုးနှစ်ပြည့်တဲ့အခါမှာအဲ့ဒီနှစ်နောက်ပိတ်ကလေးကတစ်နောက်ပိတ်ရဲ့ခွန်နောက်ပိတ်ရဲ့ဝင်လာတဲ့နှစ်နောက်ပိတ်လေးတစ်ခွန်နှစ်ဆိုပြီးနောက်ပိတ်သုံးလုံးပေါင်းရင်သူတုံညာလို့ဖြစ်ထားတယ်ပေါ့တုံညာဖြစ်သွားတယ်ဟုတ်ပြီဒီမှာကျွန်တော်တို့3နောက်ပိတ်ထပ်တယ်နောက်ပိတ်နှလုံး30စောင်းလုံးရှိရှေ့ဘဝ3တုံညာထိန်နဲ့3နောက်ပိတ်နဲ့3ပရင်းတစ်ခုကိုလမ်းပြီး3အဲ့လိုမျိုးနဲ့3နောက်ပိတ်ထည့်ရတယ်အဲ့ဒီ3နောက်ပိတ်ထည့်လိုက်တော့လေနောက်ထောင်3လုံးဖြစ်တဲ့6နောက်ပိတ်2နောက်ပိတ်3နောက်ပိတ်6နှစ်3သူ1လို့ဖြစ်ထားတယ်ပေါ့ပထမ1ခွန်2တုံး3ညဒီက3နောက်ပိတ်ထည့်လိုက်တော့6နှစ်3 1လို့ဖြစ်ထားတယ်ပေါ့ဒီမှာကျွန်တော်တို့9နောက်ပိတ်ထည့်တယ်နောက်ပိုင်းနှလုံးခွန်ဇာနှလုံး2 9ရဲ့ပါဝါ4 5ထိန်နဲ့9နောက်ပိတ်နဲ့4 brain နှစ်ခုကိုလည်း4လို့ဖြစ်တယ်ဟုတ်ပြီအဲ့ဒီမှာ9နောက်ပိတ်လေးထည့်လိုက်တယ်အဲ့ဒီ9နောက်ပိတ်ကြောင့်လေ3နောက်ပိတ်3ညနောက်ပိတ်9နောက်ပိတ်3 3ညကိုသူ2လို့ဖြစ်ထားတယ်ပေါ့3ည1 2ဆိုတဲ့စီနီယံပီလန်လေးရှုပ်ထားတယ်ပါလာတယ်ပေါ့လေနောက်ကျွန်တော်ဒီမှာ9နောက်ပိတ်ကရော3ည1နှစ်ပြီးဒီ9နောက်ပိတ်မှာကျွန်တော်တို့3လို့ဖြစ်ရတော့မယ်9နောက်ပိတ်မှာကျွန်တော်တို့3ဖြစ်ရတော့မယ်နောက်ပိတ်3လုံးပေါင်း3ဖြစ်ရမယ်ဆိုတော့ရှင်းနီးတိုင်း6နောက်ပိတ်10နောက်ပိတ်ဆိုတော့4ကို3ဖြစ်အောင်ဆိုကျွန်တော်ဒီမှာ9နောက်ပိတ်ပဲထည့်ရမယ်အဲ့ဒီအောက်ကနေပြီးတက်လာ3ည1နှစ်3လို့နောက်ပိတ်ဖြစ်စဉ်ရလဲကျွန်တော်တို့9နောက်ပိတ်ပဲရတယ်ပေါ့အဲ့ဒီမှာ9နောက်ပိတ်နဲ့ brain တစ်ခုပေါင်းလက်ကလည်း9ဖြစ်ရမယ်ဆိုတော့ဒီမှာ complete ဝင်လိုက်တယ်ပေါ့9နောက်ပိတ်နဲ့ break ခွန်အဲ့မှာကျွန်တော်တို့ break ခွန်ရတယ်လှည့်မယ်ဆိုရင်သူလှည့်လို့ရတယ်ပေါ့ဘယ်လိုလှည့်မလဲဆိုတော့ဒီမှာ2နောက်ပိတ်ထည့်တော့ခြေပေါင်း9နဲ့ထည့်သူ့ရဲ့ဆောင်မှာ3နောက်ပိတ်ထည့်တော့ခြေပေါင်း4နဲ့ထည့်သူ့ရဲ့ဆောင်မှာ9နောက်ပိတ်ထည့်တော့ခြေပေါင်း3နဲ့ထည့်ကျွန်တော်ဒီမှာ9နောက်ပိတ်ထည့်တဲ့ချိန်မှာခြေပေါင်း2အများဖြစ်သွားမလားပေါ့ခြေပေါင်း9ခြေပေါင်း4ခြေပေါင်း3ခြေပေါင်း2ဆိုပြီးဖြစ်သွားမလားကျွန်တော်ရနေတာ9နောက်ပိတ်ခြေပေါင်း2နဲ့ဆိုရင်အဲ့ဒါ complete မဟုတ်တော့ဘဲနဲ့ tip break ဖြစ်သွားပြန်ခြေပေါင်း2နဲ့ဆိုရင် tip break ဖြစ်သွားတယ်အဲ့မှာကျွန်တော်ရသွားတဲ့ခဏ9နောက်ပိတ်နဲ့ complete ရယ်9နောက်ပိတ်နဲ့ tip break ရယ်နှစ်ခုဖြစ်နေတယ်ပေါ့ဗျာ9နောက်ပိတ်နဲ့ complete ဆိုရင်ကျွန်တော်10ခွက်9နောက်ပိတ်နဲ့ tip break ဆိုရင်ကျွန်တော်တို့10ခွက်အဲ့ဒီ10ခွက်တည်းမှာများတယ်ပေါ့10ခွက်ကြီးများတော့အကွက်ရှုံးတဲ့အခါမှာကျွန်တော်2ခွက်ရတယ်ပေါ့ဗျာ complete နဲ့1ခွက် tip break နဲ့1ခွက်ဟုတ်ပြီ complete ခွက်လေးကိုတခြား site ကလေးနဲ့ပေါင်းပြီးတော့မှဖန်ကြည့်ရအောင်ပေါ့9နောက်ပိတ်နဲ့ break ခွန်နဲ့9နောက်ပိတ်နဲ့ break တစ်ကဏ္ဍလေး2ခွက်ပေါ့အဲ့ဒီ2ခွက်ကိုကျွန်တော်နောက်ထပ် file လေးတစ်ခုထပ်ပြီးတင်ပေးထားပါမယ်နော်အဲ့ဒီ file လေးမှာကဏ္ဍလေးတွားကြည့်လိုက်ပေါ့ဗီဒီယိုအရှိတင် YouTube က error ဖြစ်နေလို့ကျွန်တော်ဒီ file မှာတော့ဒီလောက်နဲ့ပဲနားလိုက်ပါမယ်ဒုတိယ file လေးမှာဆက်ပြီးကြည့်ပေးကြအောင်ပေါ့အားလုံးကျေးဇူးတင်ပါတယ်